မင်္ဂလာပါရေဒီယိုအန်ယူဂျီတောတာရှင်များခင်ဗျာအခုနားဆင်ရမယ့်အစီအစဉ်ကတော့တည်င်းတဲ့အတူလူထုစကားအသံအစီအစဉ်ဖြစ်ပါတယ်မနေ့ကဗိုလ်ချုပ်မွေးနေ့မှာရန်ကုန်မြို့ကဗိုလ်ချုပ်ပြတိုက်ကိုဖွင့်လှစ်ထားပြီးလူငယ်အချို့လာရောက်ဂါရဝပြုခဲ့ကြပါတယ်ဒီသတင်းကိုကိုမြင့်သူကပေးပို့ထားပါတယ်မနေ့ကဖေဖော်ဝါရီလ23ရက်နေ့မှာကြာရောက်တဲ့အမျိုးသားကောင်းဆောင်ကြီးဗိုလ်ချုပ်အောင်ဆန်းရဲ့109နှစ်မြောက်မွေးနေ့မှာရန်ကုန်မြို့ကဗိုလ်ချုပ်ပြတိုက်ကိုရန်ကုန်မြို့ကန်လူငယ်အချို့လာရောက်ဂါရဝပြုခဲ့ကြပြီးပြတိုက်လာရောက်ဖြစ်ပုံကိုခုလိုပြောပြပါတယ်ဒီနေ့ကဗိုလ်ချုပ်မွေးနေ့မို့လို့အဓိကအကြောင်းရတော့သူတို့ကျောင်းကနေတကယ်ချင်းတွေစုလာတာတစ်တိုင်းလေးလာတယ်အင်းကလည်းဒါပေမဲ့အရင်နေ့ကတော့တနင်္လာနေ့ဆိုတော့ပိတ်တယ်လို့ပြောတယ်ဗိုလ်ချုပ်ပြတိုက်ကိုစစ်တပ်ကအာဏာသိမ်းလိုက်တဲ့2021ခုနှစ်အတွင်းရက်ပိုင်းပိတ်ခဲ့ပေမဲ့နောက်ပိုင်းမှာတော့တနင်္လာနေ့မှာအပပုံမှန်ဖွင့်လှစ်ခဲ့တယ်လို့သိရပါတယ်မနေ့ကဗိုလ်ချုပ်မွေးနေ့မှာရန်ကုန်မြို့တွင်ပဲပြုံနံပြစတူဒီတာလှူဒန်းပွဲတွေကလေးများပျော်ပွဲရှင်ပွဲတွေတိတ်ဆိတ်ခဲ့ပြီးစီးပွားရေးအကျပ်တဲနဲ့လုံခြုံရေးစိုးရိမ်ရတာကြောင့်ဖြစ်တယ်လို့ရန်ကုန်မြို့ကန်တူကအခုလိုသုံးသပ်ပါတယ်မင်းတို့ကလည်းကိုယ်ကကြားနေတယ်လို့ငါလည်းပေါ့ဒီဒါကြောင့်ကြည့်တော့2021ခုနှစ်စစ်အာဏာသိမ်းမှုကမြန်မာပြည်လုံးမကြုံဘူးတဲ့ပျက်စီးဆုံးရှုံးမှုတွေဖြစ်လာသလိုတမျိုးသားလုံးမမေ့အပ်တဲ့အမျိုးသားခေါင်းဆောင်ကြီးဗိုလ်ချုပ်အောင်ဆန်းရဲ့မွေးနေ့မှာဂါရဝပြုအထိတ်မှတ်ပွဲတွေမရှိတော့တာကမြန်မာနိုင်ငံရဲ့အနာဂတ်ဟာစိုးရိမ်စရာကောင်းလာတယ်လို့သုံးသပ်နေကြသူတွေလည်းရှိပါတယ်တော်တာရှင်များခင်ဗျာအခုတင်ပြခဲ့တဲ့မြေပြင်သတင်းကြောင်းရာတွေကိုသတင်းတောက်ကိုမြင့်သူကပေးပို့ထားတာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ကလွတ်လပ်နေဦးပါ